ဆွေမျိုးတွေအားလုံးကကျမကွယ်ရာမှာအတင်းပြောနေကြတယ်ကျမကသမီးကိုမဆုံးမတက်ဘူးတဲ့ကျမစကားကလေထဲလွင်းနဲ့ဖုံဖုံလောက်တောင်တန်ဖိုးမရှိဘူးလို့ပြောကြတယ်ရှန်ကီနင့်ကိုငါတတိပေးလိုက်မယ်အခုချက်ချင်းတောင်းပန်ပြီးအလုပ်တွဲလုပ်ဖို့ပြန်စီစဉ်လိုက်သူတို့စကားကိုနားထောင်ရင်နားထောင်မနာခံရင်ဒီအိမ်ချီကိုနောက်တစ်ခါခြေဦးမလှဲ့နဲ့ကျမရင်ထဲမှာအင်မတန်အားငယ်စိတ်ပြတ်မိတယ်သူကဆွေမျိုးတွေရဲ့အခက်ခဲကိုကြနားလည်ပေးနိုင်ပြီးကျမကြတော့ဘာလို့နားမလည်ပေးနိုင်ရတာလဲအခုချက်ချင်းတော့ပြန်မပြောတော့ဘူးအခုလောလောဆယ်ဖြေရှင်းရမယ့်ပိုရေးကြီးတဲ့ကိစ္စတွေရှိသေးတယ်မနှက်ဖြန်အကင်ဆိုင်အတွက်ကုန်ကျန်းတွေဖြည့်တင်းဖို့ပဲဒီကုန်ကျန်းပြဿနာကိုမဖြေရှင်းနိုင်ရင်နောက်ဆိုသူတို့စိတ်ကြိုက်ချဲလဲတာကိုပဲခံရတော့မယ်ဒီလောက်များတဲ့ကုန်ပစ္စည်းတွေကိုချက်ချင်းရဖို့ကမလွယ်ဘူးကားမောင်းပြီးဒေတာရင်းမှာနာမည်ကောင်းရှိတဲ့လက်ဆက်ကုံစုံတိုင်းတွေနဲ့ကင်ချီလုပ်ငန်းခွင်တွေစီတန်းမောင်းခဲ့တဲ့ကုန်ပေးသွင်းသူတော်တော်များများကိုနှိုင်းယှဉ်ပြီးတဲ့နောက်ဆုံးတစ်ခုကိုပဲရွေးချယ်လိုက်တဲ့ဈေးနှုန်းကနည်းနည်းပိုကြီးပေမဲ့အရေးအတွက်လက်ဆက်မှုနဲ့ဂရုတည်မှုမှာတော့အသာစီးရတယ်ဒီလောက်အချိန်တိုအတွင်းမှာခမားတောင်းတလောက်အကုန်ရဖို့ကမလွယ်ဘူးကျမဈေးပို့ပေးနိုင်ပါတယ်ကုန်ပစ္စည်းကလက်ဆက်ပြီးအရေးအတွက်ပြည့်မီဖို့ပဲလိုတာဒါဆိုရင်ကျမတို့ရေရှည်လက်တွဲလို့ရတယ်လို့ပြောလိုက်တော့သူကရေရှည်လက်တွဲမယ်ဟုတ်လားကောင်းပြီလေဒါဆိုအကုန်စုဆောင်းပေးမယ်မနှက်ဖြန်မနှက်စောစောအချိန်မှန်ရောက်ပို့ပေးမယ်တဲ့ကင်ချီလုပ်ငန်းခွင်ကြတော့အဆင်မပြေလှဘူးဘာပဲပြောပြောမြို့ငယ်လေးဆိုတော့ကင်ချီအမှားစားအမြောက်များကိုသူတို့မနိုင်ကြဘူးနောက်ဆုံးတော့ကင်ချီလုပ်ငန်းခွင်3ခုနဲ့တပြိုင်နက်စာချုပ်ချုပ်လိုက်ရပြီးရေရှည်လက်တွဲဖို့တေချာအောင်လုပ်လိုက်ရတယ်သူတို့တွေကျမအတွက်ညလုံးပေါက်အချိန်ပိုဆင်းပြီးပြင်ဆင်ပေးကြတယ်ဒီတစ်ပတ်လုံးလဲပတ်ပြီးတဲ့နောက်ညနေနေပြီးကုန်ကျန်းအားလုံးတေချာသွားပြီမို့နောက်ဆုံးတော့ရင်ထဲကအလုံးကြီးကျသွားတော့တယ်အချိန်ကနောက်ကျနေပြီးဖုန်းထဲမှာမိဘတွေရဲ့အပြစ်တင်ဆဲဆိုစာတွေကလွှဲရင်တခြား message ဘာမှမရှိဘူးလက်တစ်ချောင်းတောင်မမြောက်နိုင်အောင်ပင်ပန်းနေပြီးအိမ်ပြန်ရင်နောက်ထပ်ရံပွဲကစောင့်ကြိုနေမှန်းသိနေလို့ဆိုင်ရဲ့နားနေကမ်းမှာပဲတညအိပ်ဖို့ရွေးချယ်လိုက်တယ်ဝမ်းကွဲညီမလေးပြောပြချက်အရကျမ group ထဲကထွက်သွားပြီးတဲ့နောက်ဆွေမျိုးတွေအားလုံးဒေါသပေါက်ပွဲကုန်ကြရတဲ့အဲ့ဒီအချိန်ကျမှသူတို့အတုံးချခံလိုက်ရမှန်းအားလုံးသိသွားကြတာစောစောကတင်တလေတဲစီတခီးတဲသွားဖြစ်နေကြတဲ့သူတွေကရုတ်တရက်တယောက်နဲ့တယောက်ပြန်ကြိုက်ကြတော့တာပဲဟဲချောင်ဖန်နေကငါတို့ကိုအတုံးချပြီးအယူလောက်တာပေါ့အခုယူပေးကိုစိတ်ဆိုးအောင်လုပ်လို့သူကအလုပ်တွဲလုပ်တာဖြတ်သိမ်းလိုက်ပြီးငါအိမ်မှာဝက်တွေအများကြီးတက်ထားတာသူမဝယ်ရင်အဲ့ဒီဆုံးရှုံးမှုတွေကိုနင်းရော်ရမယ်ငါဟင်းသီးဟင်းရွက်တွေကခူးပြီးတာနဲ့ချက်ချင်းရောင်းရတာသူမဝယ်ရင်မြေကြီးထဲမှာပဲပုတ်ကုံတော့မှနေမဲတာဝန်ယူရမယ်ဒါပေါ့နင်သာမရှိရင်ငါတို့လည်းယူပေးကိုဈေးတိုးပေးဖို့တောင်းဆိုမှာမဟုတ်ဘူးငါစကတည်းကပြောသားပဲဈေးတိုးတောင်းတာမကောင်းပါဘူးဆိုဝမ်းကွဲညီမလေးက screenshot တွေပို့ပေးပြီးမခံချင်စိတ်နဲ့လာပြောရှာတယ်သူတို့တွေကတကယ်အရေးတူတွေပဲစောစောကတင်အမစီကအမျက်ထုတ်ချင်နေပြီးတော့အခုကြတယောက်ပေါ်တယောက်အပြစ်ပုံချနေကြတယ်တဲ့ကျမပြုံးလိုက်မိတယ်ဘသူမဆိုကိုချင်းကိုတူးရင်ဘသူမှတားလို့မရဘူးလေနောက်တနေ့မှာအကင်ဆိုင်ကပုံမှန်အတိုင်းဖွင့်လှစ်ခဲ့တယ်ဘာတစ်ခုမှလိုလေသေးမရှိဘူးအယောင်းဝယ်ကအရင်ကထက်တောင်ပိုကောင်းသေးတယ်ဖောက်တယ်တွေကိုမေးကြည့်တော့ကုန်ကျန်းတွေကအရင်ကထက်ပိုလက်ဆက်ပြီးအရသာလည်းပိုကောင်းလာတယ်လို့အားလုံးကပြောကြတယ်အထူးသဖြင့်ကင်ချီအစ်စ်ကတော့တခဲနဲ့ချီကျူးခံရတယ်အဲ့ဒီနေ့တနေ့တည်းတင်စပွဲပေါင်း300ကျော်အိတ်ခံခဲ့ရတယ်တရက်တာအယောင်းရောင်းငွေကတသိန်းကျော်သွားခဲ့တယ်စိတ်ရောကိုပါရက်ရောနဲ့ဝန်ထမ်းတစ်ယောက်ချင်းစီကိုဘောနပ်900စီပေးလိုက်တယ်ကျမဆွေမျိုးတွေနဲ့ရန်ဖြစ်ထားမှန်းသိနေတဲ့ဝန်ထမ်းတွေကလူကွယ်ရာမှာလာပြောကြတယ်အရင်ကဆွေမျိုးတွေလာပို့တဲ့ပစ္စည်းတွေကအရေးသွေးမမှန်ဘူးတာမန်ရိုးညံ့ပြင်းတဲ့အဆင်ပဲရှိတာတဲ့အခုလိုကုန်ကျန်းရေးသွေးတက်လာတော့ဆိုင်ကပိုပြီးစီကားလာတော့မှာပဲလို့ပြောကြတယ်ကိုပါကိုတွေးမိပြီးရဲကျင်သွားတယ်ငါနှမျောစရာကောင်းလိုက်တာအဲ့ဒီသွေးဆုပ်ဖုတ်ကောင်တွေကိုကိုကြောပေါ်တက်ခွားခွင့်ပေးပြီးဒီလောက်ကြာအောင်သွေးဆုပ်တာကိုခံခဲ့မိတယ်ကျမပိုအဆင်ပြေလေသူတို့ပိုပြီးစိတ်ပြက်အားငယ်လေးပဲကျမကုန်ပေးသွင်းသူအစ်စ်တွေရှာနေတာကိုမဖုံးကွယ်ခဲ့ဘူးတရက်အတွင်းမှာပဲတိတိထိုက်သူအားလုံးသိသွားကြတယ်အထူးသဖြင့်ဝမ်းကွဲအမကြီးပေါ်သူ့သားကမကြခင်ခွဲစိတ်ရတော့မှကျမစီကားရတဲ့ဝင်ငွေမရှိရင်အိမ်မှာစိတ်ုံတက်ကြီးတောင်မပေးနိုင်တော့ဘူးအချိန်မှာသူတို့လာတောင်းကြမ်းကြလိမ့်မယ်လို့တွေးထားပေမဲ့အရာအလုံးကတိတ်ဆိတ်လွန်းနေတာကပဲစိုးရိမ်စရာဖြစ်နေတယ်တရက်တော့ဆိုင်ကိုပစ္စည်းစရင်သွားစစ်တာအယောင်းဝန်ထမ်းကထူးဆန်းတဲ့မျက်နှာပေးနဲ့အနားကပ်လာပြီးပြောတယ်အမဘေးကဆိုင်ကမ်းမှာနောက်ထပ်အကင်ဆိုင်တစ်ဆိုင်လာဖွင့်တော့မယ်ဖွင့်ပါစေပေါ့လို့ကျမပြန်ဖြေလိုက်တယ်အကင်ဆိုင်ကကျမတယောက်တည်းမူပိုင်မှမဟုတ်တာအဲ့ဒါအမရဲ့ဝမ်းကွဲအမကြီးဆိုင်ဖြစ်နေတာလို့သူပြောတော့ကျမစွန့်သွားတယ်အဲ့ဒီဆိုင်ရဲ့ပြင်ဆင်မှုကိုတွားကြည့်တဲ့အခါအားလုံးကိုချက်ချင်းသဘောပေါက်သွားတယ်ကျမဆိုင်ကိုပုံတူကူးချထားတာကွက်တီပဲကြော်ညာတွေကလည်းတဒုံနဲ့ဖွင့်ပွဲနေ့မှာ80%အထိရှော့ဈေးနဲ့အတန်ဆုံးနှုန်းထားပေးမယ်ဆိုတော့ရှင်းရှင်းလင်းလင်းပဲကျမရဲ့ဖောက်တယ်တွေကိုလူပို့လာတာဒါကဒီလောက်မရိုးရှင်းဘူးလို့ကျမတန်တရားဝင်မိတယ်မိသားစုကခဲကထွက်ကလေးကမိဘတွေနဲ့အဆက်အသွယ်ပြတ်နေပြီးအိမ်မပြန်ဖြစ်ဘူးစီးပွားရေးကောင်းလာတဲ့အခါဇင်ခံပြင်ဆင်နဲ့တိုက်ခန်းတခန်းဝယ်လိုက်တယ်မကြခင်ကမှပရိဘောဂတွေအကုန်သွင်းပြီးအစ်စ်ပြောင်းရွှေ့ခဲ့တာမိဘတွေကတော့ကျမကို WhatsApp မှာ block ထားကြတယ်ဆွေမျိုးတွေကိုမတောင်းပန်တဲ့သမီးအဖြစ်အတိအမှတ်မပြုဘူးလို့ပြောထားကြတာနောက်ဆုံးတော့ဝမ်းကွဲညီမလေးကပဲဖြစ်ပျက်သမျှအကုန်ပြန်ပြောပြလို့သိရတာအလုပ်တွဲလုပ်တာဖြတ်သိမ်းပြီးတဲ့နောက်ဆွေမျိုးတွေကတော့မျောလင်းချက်မဲ့သွားကြတာပေါ့သူတို့ပစ္စည်းတွေကိုတခြားလမ်းကြောင်းကနေရောင်းဖို့စူးစမ်းကြသေးတယ်ဒါပေမဲ့ဈေးနှုန်းကကျမပေးတဲ့ဈေးထက်အများကြီးနည်းနေတယ်အမြက်က10%ပဲကျန်တော့တာသူတို့ကတော့ဘလက်ခံမလဲဒါနဲ့အဖြစ်အားလုံးကိုဝမ်းကွဲအမကြီးပေါ်ပုံချကြတော့တာပဲသူကကိစ္စအားလုံးရဲ့တရားခံမှုဆုံးရှုံးမှုတွေကိုလျော်ပေးဖို့တောင်းဆိုကြတယ်ဝမ်းကွဲအမကြီးကတော့ခေါင်းရှုံနေပြီးသူ့သားဆေးရုံတက်ဖို့ကျမစီကပတ်စံကိုမျှော်နေတာအခုပြဿနာတက်တော့တခုတည်းသောဝင်ငွေလမ်းကြောင်းပြတ်သွားတယ်ဒုက္ခအပေါ်ဆင့်လို့9000ဖို့ရှိတဲ့ကင်ချီတွေကလည်းလက်ထဲမှာတင်ကျန်နေပြီးနောက်ထပ်ဆုံးရှုံးမှုအကြီးကြီးဖြစ်သွားရပြန်တယ်ဝမ်းကွဲအမကြီးကကုန်ပစ္စည်းတွေကိုကျမဆိုင်ရဲ့နာမည်သုံးပြီးရောင်းဖို့စူးစမ်းသေးတယ်ဒါပေမဲ့ဘယ်သူမှမဝယ်ကြဘူးအယောင်းဝယ်ကစုပ်ပြတ်တက်နေတာပဲကင်ချီကလက်ဆက်တဲ့အသားဟင်းသီးဟင်းရွက်တွေထက်အထားခံနေဆိုပေမဲ့ဝမ်းကွဲအမကြီးကတော့သူ့သားရဲ့လစဉ်စေးကူသားစရိတ်အတွက်ပတ်စံအရေးပေါ်လိုနေတာရောက်ခမအိမ်ဘက်ကလည်းပြစ်ထားတယ်လူတိုင်းကလည်းရှောင်ဖယ်နေကြတော့ဖျားအားလုံးကသူ့ပခုံးပေါ်ရောက်နေတာ
အားလုံးကဘာလို့ရမှန်းမသိယူမတက်ဖြစ်နေတဲ့အချိန်မှာဝမ်းကွဲအမကြီးကညံကုတ်မျိုးသွားတာကျမဆိုင်ရဲ့ဘေးကလေးရက်မှာပဲအကင်ဆိုင်လာဖွင့်ဖို့ပြီးတော့ကျမရဲ့ပုံစံအတိုင်းတုံးချဖို့ပေါ့မကြခင်ကမှဘေးကဆိုင်ကန်းကစာချုပ်လွဲဖို့လုပ်နေတာကျမကဆိုင်ချဲဖို့အဲ့ဒီဆိုင်ကန်းကိုငှားမလို့ပဲဒါပေမဲ့ကိစ္စတွေဖြစ်လာတာနဲ့ယာယီရက်ဆိုင်ထားခဲ့တာအဲ့ဒါကပဲဝမ်းကွဲအမကြီးအတွက်အကွက်ကောင်းဖြစ်သွားတာပေါ့ဒါကကျမမျက်နှာချင်းဆိုင်မှာတင်လာပြီးစိန်ခေါ်နေတာပဲလက်ပိုက်ကြည့်နေလို့မဖြစ်တော့ဘူးအထူးသဖြင့်ကျမရဲ့မိဘတွေကကျမခွင့်ပြုချက်မပါဘဲဝမ်းကွဲအမကြီးကိုကျမရဲ့ source လျှို့ဝှက်ချက်နီလန်ပေးလိုက်တာကိုတီးလိုက်ရတဲ့အချိန်မှာပေါ့သူတို့ကဒီလောက်တောင်နာမည်ကြီးကျင်နေမှတော့ကျမကပဲပေးလိုက်ပါမယ်ကျမရဲ့လုပ်ငန်းကိုလူကျင်တာလားဒါဆိုရင်လင်ပန်းနဲ့အနာဂတ်ပေးလိုက်မယ်အကင်ဆိုင်ထောင်ရတာဒီလောက်လွယ်တယ်များမှတ်နေလားဝမ်းကွဲအမကြီးရဲ့9000ဖို့ကင်ကြီးချောင်းတွေးမိပြီးပွဲကြည့်ကျင်စောပြင်းပြနေမိတယ်ဒါပေမဲ့ဘေးဆိုင်ရဲ့ဖွင့်ပွဲကသူတို့မျှော်လင့်တယ်လို့ဖြစ်မလာခဲ့ဘူးပထမဆုံးပြဿနာကပတ်စံပဲဝန်ထမ်းမလေးပြောပြချက်အရဘေးဆိုင်ကလုပ်ငန်းခွင်ဟာရန်ပုံငွေပြက်လက်သွားလို့ရက်ဆိုင်သွားတဲ့ဝမ်းကွဲအမကြီးကအများဆုံးစိုက်ထုတ်ထားပြီးတခြားဆွေမျိုးတွေကတော့တယောက်ကိုတောင်းကနန်းစီပဲစိုက်ကြတာနောက်ထပ်ငွေထည့်ဖို့လိုလာတဲ့အခါကျတော့တယောက်ချင်းစီကကို့အကျိုးပဲကြည့်ပြီးဘယ်သူမှထပ်မထည့်ချင်ကြတော့ဘူးရက်တော်ကြာအောင်ရန်ဖြစ်နေကြပြီးကျမအဖေစီကတော့ပတ်စံလာချေးကြသေးတယ်တဲ့အဲ့ဒီအချိန်ကျမှကျမအဖေပတ်စံဘယ်တော့မှမစုမိတာကိုဝမ်းသာမိတော့တယ်သူ့ရဲ့လစဉ်စရိတ်ကလွှဲရင်ကျမတယူရိုတောင်ပို့မပို့ပေးခဲ့ဘူးသူကူညီချင်တောင်မကူညီနိုင်ဘူးပြီးတော့ကျမစီလာပြီးအလျှော့ပေးဖို့တောင်းဆိုမဲ့တိတ်ခါမျိုးလဲသူ့မှာမရှိဘူးနောက်ဆုံးတော့ဝမ်းကွဲအမကြီးကဘဏ်ကနေချင်းငွေအကြီးကြီးချေးလိုက်ပြီးမှလုပ်ငန်းခွင်ကိုဆက်လက်ပတ်နိုင်ခဲ့တယ်အဲ့ဒါကိုတီးလိုက်ရတော့ကျမပြုံးမိုံပဲဒါကအစပဲရှိသေးတာသူတို့တွေသဘောထားကွဲလွဲနေကြပြီဆိုတော့အဲ့ဒီဆိုင်ကရေရှည်ခံမှာမဟုတ်ဘူးဘေးဆိုင်ဖွင့်ပွဲမတိုင်ခင်ညမှာကျမညနေတဲ့အထိစရင်တွက်နေမိတယ်တိုက်တိုက်ဆိုင်ဆိုင်ပဲဘေးဆိုင်ရဲ့မိဖို့ကြောင့်မှမီးလင်းနေတာတွေ့လိုက်ရတယ်အတန်ပလန်တွေလည်းကြားနေရလို့စူးစမ်းကျင်စိမ့်နဲ့အနားကပ်သွားကြည့်မိတယ်နင်းလှုပ်ထားတာကိုကြည့်ဦးမနှက်ပြန်ဖွင့်ပွဲလုပ်တော့မှာကိုဒီကင်ကြီးတွေအကုန်လုံးကအချင်းလွန်ကုန်ပြီးအရသာကလည်းထူးဆန်းနေတဲ့ဖောက်တယ်တွေကိုဘလို့ကျွေးမလဲနင့်ကိုအရင်ကတည်းကစစ်ဆေးပါလို့ပြောသားပဲနင်ကဘာမှမဖြစ်ဘူးဆိုပြီးအခုတော့ကင်ကြီးတွေပျက်စီးကုန်ပြီးမနှက်ပြန်ဆိုင်ဖွင့်ရင်ဘာနဲ့ဖြစ်မလဲကျမလည်းပုတ်တိုးသွားအောင်တမင်လောက်တာမဟုတ်ဘူးပြီးတော့ရှင်တို့လည်းဘာမှထူးမခြားနာပါဘူးဝမ်းကွဲကိုကြီးရှင်ယူလာတဲ့ဟင်းသီးဟင်းရွက်တွေကအရွက်ပုတ်တွေကြီးပဲအများကြီးကညှိုးနှွမ်းနေတာကျမရွေးတောင်မရွေးချင်တော့ဘူးအဲ့ဒါကြတော့မပြောဘူးအပြစ်ပဲလာတင်နေတယ်ဒါတွေကတဘာဝအတိုင်းစိုက်ပျိုးထားတာလေးအပေါက်နည်းနည်းပါတာဘာဖြစ်လဲလို့နောက်ထပ်ဆွေမျိုးတစ်ယောက်ကဝင်ပြောတယ်ချောင်းဖန်းနေမဲကျုံသွားခဲ့တာလေကင်ချီကဒီဇိုင်းလုံးကိုပံ့ပိုးပေးနိုင်ပါတယ်ဆိုပတ်စံကိုကြောက်စရာမလိုပဲစိုက်ထုတ်ပါဆိုပြီးအခုတော့ကင်ချီကပျက်စီးသွားပြီးအဖြေတစ်ခုခုရှာဦးဝမ်းကွဲအမကြီးကအဝေးပန်းခံရလုံးလို့ဘာပြန်ပြောရမှန်းမသိတော့ဘူးစက္ကန့်ပိုင်းလောက်တိတ်ဆိတ်သွားပြီးတဲ့နောက်ရုတ်တရက်ခက်ထန်ပြတ်သားတဲ့လေတံနဲ့ပြောလိုက်တယ်ဘာရီစိုးရိမ်နေကြတာလဲငါမှအဖြေရှိတယ်ကဲမပူကြနဲ့တော့ဒါပေမဲ့တခြားသူတွေကဆက်ပြီးဖိအားပေးနေကြတော့မယ်သူကတော့ထပ်ပြီးရှင်းမပြတော့ပဲအပြက်ညင်းဆိုလိုက်တယ်ကျမလည်းသူ့မှာကင်ချီအစင်သင်းဖြစ်ဖို့ဘလို့အစီအစဉ်ရှိမလဲဆိုတာစူးစမ်းချင်မိသွားတယ်နောက်တနေ့မှညကကောင်းကောင်းအိတ်မပြောခဲ့ဘူးမိုးလင်းတာနဲ့ဆိုင်ကိုအပြေးလွှားသွားခဲ့တယ်အယောင်းဝင်နှမ်းမလေးကတုံလို့ခြောက်ချပြီးထွက်လာပြောတယ်မမဆိုင်ထဲကကုန်ပစ္စည်းတွေအကုန်လုံးအလုတ်ခံလိုက်ရပြီးဘာတွေဖြစ်ကုန်တာလဲမမကျမတို့ရောက်လာတော့ဆိုင်ကဒီလိုကြီးဖြစ်နေတာတော့ကိုအတင်းဖွင့်ထားတဲ့လက္ခဏာလည်းမရှိဘူးရဲခေါ်ရမလားရုတ်တရက်မင်းညကဝမ်းကွဲအမကြီးပြောခဲ့တဲ့စကားကိုသတိရသွားတယ်ငါမှအဖြေရှိတယ်ဆိုတာစိတ်ထဲကစနိုးစနောက်ဖြစ်တာနဲ့ဆိုင်ရဲ့ခက်တင်မှတ်တမ်းတွေကိုဖွင့်ကြည့်လိုက်တယ်ကြည့်လိုက်ရတဲ့အချိန်မှာခေါင်းတောင်မူသွားတယ်တွေးထင်ထားသမျှအခြေအနေတွေရှိခဲ့ပေမဲ့ကျမရဲ့ကိုယ်တိုင်မွေးတဲ့အဖေကတော့အပိုနဲ့ဝမ်းကွဲအမကြီးကိုညတကောင်ရံမှာခေါ်လာပြီးအေးခန်းတွေကပစ္စည်းတွေကိုအကုန်တဲထုတ်သွားလိမ့်မယ်လို့တော့မထင်ထားခဲ့ဘူးသူကကင်မရာကိုကြည့်ပြီးပြောနေတဲ့အတန်တောင်ကြားရသေးတယ်အေးအေးဆေးဆေးသာတဲသွားကြဒါငါသမီးပစ္စည်းတွေပဲသူကငါ့ကိုအဖမ်းခံရအောင်ရဲတိုင်ရဲပါမလားဝမ်းကွဲအမကြီးကတော့မျက်နှာကဝင်းပါလို့ဦးလေးဒီမိသားစုထဲမှာဦးလေးကပဲအားကိုးထိုက်ဆုံးပဲရဲတိုင်ဖို့ပြက်ပြက်သားသားပြင်ဆင်ထားတဲ့ဝန်ထမ်းမလေးကတော့တွေဝေသွားပြီးဒါဆိုကျမတို့ဖုန်းဆက်ရမလားမဆက်ရဘူးလားဟင်လို့မေးတယ်ကျမတက်ပြင်းကိုအရှိကြီးချလိုက်မိတော့တယ်